ပြီးတော့အကျိတ်ကနှလုံးနော် ဟုတ်ကဲ့ ဒီတစ်လုံးဒီတစ်လုံးဟုတ်ပြီမားနေနော်မားနေဒေါ်လှကြီးနော် ဟုတ်ကဲ့ ဦးလည်းဘာတော့တာမျိုးသားလား ကျွန်တော် ဟောဘာကြီးလောက်ကြတာလောက်တယ် ကျွန်တော်တို့လေရင်းနဲ့ခြံနေ ဟောလဲဘယ်နေကောင်ပါ လည်းနည်းနည်းလေးပါတေကရှိခြံကနည်းနည်း အေးချမ်းပါဆိုင် ခြံကုန်းလေးနဲ့အုံးလေးပဲရှိ ဟုတ်လား ခြံလေးကဆယ်လန်8ခွက်လောက် ဟုတ်လားဆယ်လန်8ခွက်ဆိုတော့တေကမပြေဘူးပေါ့ မဟုတ်လေကြီးတစ်ခွက်ကိုဆယ်လန်16ခွက် 16ခွက် တစ်ဝက် တစ်ဝက် တေကလည်းမပြေ တေကမပြေ 4ခွက်ကျော် ဟုတ်တယ်ဩ ဒီကလာကားပဲအခုက သားသမီးဘယ်နှစ်ယောက်ရှိ တာသမီ9ယောက် ဩဟိုအိမ်တော်ခွဲနေတာ ဟုတ် လက်လွတ်ကုန်ပြီလား လက်လွတ်ကကျောင်းသား12တန်း ဩမ သမီးတယောက်ရှိလူတယောက်ရှိ ဩမလွတ်သေးပါဒီကပါသမီးလှမ်းပြောတာ ဟုတ်ကဲ့သမီးနဲ့သားဆန်းတယ် ဩ ဥကိုလိုကြားနေတာ ရွှေဟာ ဒီမှာနေပါလားဆို အေး तू ကပြောတာလား ဟုတ်ကဲ့သူက အာ ထက်ထက်အောင် ဒါဆရာ TikTok ဆယ်ရီဖြစ် သူကလည်းဟိုးဝါရီဆိုဘူးသူဆရာကိုဖြစ် ဆရာကို line ပေါ်မှာတွေ့တာတဲ့ဆရာကူတာပြူတာဟိုအဲ့လိုစုံတိုင်းနဲ့အဲ့ဒါနဲ့သူ့မကြမ်းခေါ် ကျွန်တော်စိတ်ကူပေးတာကိုစီအောင်စားတော့ပေါ့ ရှားနေရတယ်မှာဟုတ်သူရတယ် ဟုတ်ဆိုတော့စိတ်ကူပေးလူတိုင်းကြိုက်တယ်လေဟုတ်ကဲ့မယုံမရှားပြီးဒီဟစ်ချပါဟစ်အဲ့ဒါမျိုး TikTok တွေကဘန်းပြီး ပထမဆရာရဲ့ဟိုကျွန်တော်တို့တာဂေကြနော်သူတို့နေ အဲ့ဒါကြောင့် ဟုတ်ဒီသူတို့ပထမနေရအခုနေရတာဂေကြလေ အော်ထက်ရမှာမဟုတ်တယ်ဟုတ်တယ် အဲ့နာသွားသိပ်ပံကြောင်း အဲ့ပါပါ အဲ့မှာသွားနဲ့တော့ဆရာလာပြသေးတယ် อืม ဟိုလာပြတော့သူတို့ကအသားစားယူပြီးတော့အရက်20ခွာတော့ဟိုဘိန်းလို့ဆရာပေါ့ဟိုဘိန်းလေးကခုနကဆရာ ဟာအဲ့ဆရာစေကုတယ်ဆိုတော့ဘုံကြီးသူက ဩ အဲ့ဒါလည်းစေကုတယ်ဆိုတော့ကျွန်တော်အဲ့ကိုပြန်သွားအရက်20ဆိုတော့ဒီရန်ကုန်မှာကြီးပဲကျွန်တော်တို့ကဆေးရမတက်နိုင်ဘူးဆက်ဟိုအခုလာရတာတော့တော်တော်ခက်ခဲလာ အေးပေါ့အေးပေါ့ အဲ့နဲ့ကျွန်တော်တို့ပြန်သွားပြီးတော့အဲ့ဖုန်းကြီးစေးနဲ့ဘိန်းလုံးနဲ့ကျွန်တော်တောက်ဆေးယူသေးပေါ့ဆရာအဲ့ဒါနဲ့ကျွန်တော်လုပ်နေတာဒါပေမဲ့အခုဟိုသူကြိုက်လာလို့ရှိရင်ပေါ့ဆရာကျွန်တော်မဟုတ်တာမပြောဘူးအင်္ဂလိပ်စီကြိုက်လာရင်မနေနိုင်ဘူးဆရာ အေးပေါ့ဟုတ်တာအကျိုးတာပေါ့အေးပေါ့ အကြိုက်ခဲပြောက်သေးရဲ့ကီးမှုရဲ့အဲ့အစာအိမ်စီးကြရဲ့တုံးများကျွန်တော် အဲ့တော့တက်တာလေ ကြတော့ပိုးသက်စင်းလေးရချားတိုက်တယ် ဟုတ်ကဲ့ ဒါဆရာကြီးကိုကျွန်တော်ဖြစ်မှန် ဟုတ်ကဲ့ပါဟုတ်ကဲ့ဟာ ပထမတော့သွားရသူကပိုးစားတဲ့လူပထမသွားရကျွတ်သွားတယ် ဟုတ်ကဲ့ နောက်သွားရကြတော့အဲ့အခုနေတဲ့သွား၃ချောင်းကဆရာဘယ်ဆရာဝန်းမှနှုတ်မပြီးဘူးဆရာဝန်တွေကပြောတယ်မနှုတ်ပါနဲ့တဲ့ဘယ်ဆရာနှုတ်မခံနိုင်တဲ့ ဟုတ်ပြန်ဟိုဒီကျွန်တော်ဈေးရပြည့်ထည့်ပြန်တဲ့သွားလိမ့်မယ်ပြန်ခိုင်သွားလိမ့်မယ် အခုကမရှိတော့ ကျွတ်သွားတာ သူကသူကနှုတ်တဲ့အစီ အားလည်းကောင်းပါအေး နှုတ်လို့ရှိရင်တွေးထွက်လုံမှာကြောက်အဲ့ဒါသူကသူကျွတ်သွား ဟုတ်ပါဟုတ် ကျွတ်သွားတော့ပထမတော့ဒီလိုပဲသွားနေလို့ကြိုက်တယ်ဆိုပြီးတော့ချက်အားပြုတ်သွားဖို့တအိမ်လုံးရဲ့အစားအစာဒါကြီးကအလိုလိုတော့ကျောင်းသားလေးရှိတော့ဆရာ အားပငယ်နဲ့နော် ဟုတ်ကဲ့ ပြန်ကောင်းသွားလိမ့်မယ် ဆရာရဲ့ အစားတောက်ကလေးရှောင်းအောင်မှာပေါ့နော် ဟုတ်ကဲ့ မတဲ့ဟာလေးရှိတယ်လေ ဟုတ်ကဲ့ Dạ, mà thì lo rồi. အေးပဲ ပဲ